ပဲမင်္ဂလာဗျကျွန်တော်ဒီနေ့ကတော့ချင်းတော့ခတ်ပါနော်အားလုံးပဲကျွန်တော်လိုက်ခဲ့ပါလို့ပြောချင်ပါတယ်ဗျကဲချင်းခတ်တော့ကျွန်တော်တော့ဝါနာပါတယ်ဗောနော်ဘာလို့ဆိုတော့လေမောင်လွင့်ရတယ်ဗျလေမောင်ကသူကဝဲရတော့ကျွန်တော်ရမ်းကြိုက်တယ်ဗျပြီးတော့ကျွန်တော်ဘာသာကိုချင်းလက်ခေါ်ပါဗျ let's go အခန်းကနေကျွန်တော်စားထားပါတော့မယ်ဗျကျွန်တော်သွားတဲ့ချိန်က6နာရီဝန်းကျင်လောက်ဖြစ်သွားပြီဖြစ်တဲ့အတွက်မိုးရတော့နည်းနည်းမှောင်စားပြလာပြီနော်ဘလောက်ပဲမောင်ဘလောက်ပဲမိုးချောဝါနာပါလဲဆိုတော့ကျွန်တော်ချင်းဝင်းဝဲအမြန်လေးမောင်းလိုက်ပါပဲနော်လမ်းမှာရှုခင်းတဲ့တော်လှတယ်ဗျတီးတဲ့တိုင်ဗျသူများနေရာတွေမှာအမိုက်ဆိုတော့ဖုန်စက်တော့မှရှိမယ်လို့မထင်ဘူးနော်လမ်းမှာတော့မြေတို့သူများနိုင်ငံမှာနေရတာပဲချင်းပျော်ဆုံးလဲလို့မေးရင်တော့ကျွန်တော်တခုပဲရှိပါတယ်ကျွန်တော်မှာတော့ကျွန်တော်ဝါနာပါရအောင်ကျွန်တော်လုံးနေရတဲ့အချိန်ပဲဖြစ်ပါတယ်ဗျအခုဆိုတော့ချင်းဝင်းကျွန်တော်ရောက်သွားပြီဖြစ်တော့ကြောလေးပါနည်းနည်းရှော့မယ်နော်ကြောရှော့ပြီးတော့ကျွန်တော်ချင်းစားခတ်မှာဗျအခုခက်တဲ့နေရာထိုင်းမှာဆိုတော့ခွန်ထိုင်းနေပဲရှိပါတယ်ဗျအမြန်မာကတော့မရှိပါဘူးမြန်မာတွေကနဲပါတယ်ဒီခါကျမှလာပါတယ်နော်မြန်မာတွေလာတဲ့ခါကျရင်တော်ပြောတယ်ဗျသူတို့နဲ့စကားလေးပါပြောရတယ်ဘယ်ရလဲဘာလဲမေးသူတို့ရဲ့ဖြစ်ပြတွေးကြုံလေးနားထောင်ရတဲ့နေတည်းမြန်မာပြည်ရောက်နေတယ်လို့ခံစားရပါတယ်ဗျဝါတော်ဘာလို့ခက်တဲ့ဆိုပေမဲ့လည်းကိုမလှုပ်ရှိသေးဆိုတော့တကယ်ကျဉ်းကျဉ်းထန်ထန်ခွဲတော့မစောတော့ပါဘူးဘာလို့ဆိုတော့အားကစားလုပ်ရင်မနဲ့မွန်လင်းအလုပ်လုပ်တဲ့ခါကျရင်တော့ပင်ပန်းပါတယ်အားကစားတစ်ခုရဝါနာပါတယ်ဆိုတော့မလွယ်ဘူးပေါ့နော်ချိုးရမေးတယ်ဗျချင်းခတ်တာဘာရလို့လဲပတ်စံရလို့လားမေးတယ်ဒါပေမဲ့ဖီကတော့တစ်ခုပါပဲဘာရလို့ဆိုရမဟုတ်ပါဘူးခက်ခဲနေတာတွေကိုကြိုက်လို့ဆော့တာပါလို့ချိုးလူငယ်တွေမှာသူတို့အိမ်မက်အားကစားဖြစ်တဲ့အတွက်သူတို့အိမ်မက်လေးကိုမပလင်းရပါနဲ့လို့ပြောချင်ပါတယ်ဗျဒီနေရာနေပြီးတော့ဒီနေရာမှာဆိုရင်ကျွန်တော်ပြုတ်ကြပြီးတော့တောင်စင်းမှာပြဲသွားပါတယ်ခင်ဗျဒါပေမဲ့လည်းဝါနာဆိုတော့ဒါလေးကတော့ကျွန်တော်တို့ထမင်းစားရည်တော့ပေါ့နော်ကျွန်တော်တို့လူငယ်တွေစပို့ပေးရင်းနေဆိုပြီးတော့လက်မလေးကိုနှိပ်ခဲ့ဖို့အားလုံးကိုပြောချင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ